တယ်လီကျမ်းမာရဲ့ကျမ်းမာရေးပညာပေးအစီအစဉ်ကကြိုဆိုပါရစေအားလုံးပဲမင်္ဂလာပါကျွန်မကတော့ဒေါက်တာဆန်နကူပါကျွန်မဒီနေ့ပြောပြမှာကတော့ရှင်သားဆီလီကွန်ထည့်တဲ့အကြောင်းပဲဖြစ်ပါတယ်အခုနောက်ပိုင်းအင်မတန်ကိုမှခေတ်စားလာတဲ့ရှင်သားကြီးထွားအောင်ခွဲစိတ်ပြုပြင်ခြင်းကို breast augmentation mammoplasty လို့ခေါ်ပါတယ်ရှင်သားတစ်ရှူဒါမှမဟုတ်ရှင်ဘက်ချွတ်သားရဲ့အောက်မှာ breast implant လို့ခေါ်တဲ့အစားထိုးပစ္စည်းတစ်ခုခုကိုထည့်ပြီးရှင်သားကြီးအောင်ခွဲစိတ်ကုသကြပါတယ်ဘလို့ပစ္စည်းလဲဆိုရင်ဆီလီကွန်ကိုတယ်ထဲမှာဆီလီကွန်ဂျယ်ဒါမှမဟုတ်အရေတစ်မျိုးဆလိုင်းကိုထည့်ထားတဲ့ပစ္စည်းပဲဖြစ်ပါတယ်။ဟိုးရင်ကတော့ရှင်သားကင်ဆာဖြစ်တဲ့အမျိုးသမီးတွေမှာယုံကြည်မှုပြန်ရှိလာစေဖို့ရှင်သားဆီလီကွန်ကိုထည့်ပေးလေ့ရှိကြပါတယ်။ဒါပေမဲ့နောက်ပိုင်းမှာတော့ကျန်းမာတဲ့အမျိုးသမီးတွေကပါကိုယ့်ရဲ့ရှင်သားအရွယ်အစားကိုစိတ်ကြိုက်ပုံဖော်စေနိုင်ဖို့ပြုလုပ်လာကြပါတယ်။စစ်တမ်းတွေအရရှင်သားဆီလီကွန်ထည့်ကြသူအများစုဟာအသက်အရွယ်ကြောင့်ဖြစ်စေမိဖွားလိုက်တာကြောင့်ဖြစ်စေကိုယ်လေးချိန်ကျသွားလို့ဖြစ်စေရှင်သားသိငယ်သွားတဲ့အတွက်အရှင်အရွယ်စားရအောင်ပြန်ပြီးတော့ခွဲစိတ်ကြပါတယ်။ရှင်သားတစ်ဖက်နဲ့တစ်ဖက်မညီတာကြောင့်လည်းခွဲစိတ်ကြပါတယ်။အရွယ်မရောက်သေးသူတွေမလုပ်သင့်ပါ။အမျိုးသားကနေအမျိုးသမီးပုံစံပြောင်းလဲချင်သူတွေပြုလုပ်ကြပါတယ်။ကိုယုံကြည်မှုရှိပြီးခန္ဓာကိုယ်လှပနဲ့ပြည့်ပြည့်စုံကျင်တာကြောင့်လည်းပြုပြင်လာကြပါတယ်။ရှင်သားဆီလီကွန်ထည့်ခြင်းမထည့်ခြင်းကကိုယ်ပိုင်ဆုံးဖြတ်ချက်သာဖြစ်ပေမဲ့ပြုလုပ်ခြင်းသူဟာခန္ဓာကိုယ်ဖွံ့ဖြိုးပြီးအရွယ်ရောက်ပြီးသူဖြစ်ရပါမယ်။ဆီလီကွန်ဂျယ်ထည့်ထားတဲ့ပစ္စည်းနဲ့ဆိုရင်အသက်22နှစ်ပြည့်မှဆလိုင်းနဲ့ဆိုရင်အသက်18နှစ်ပြည့်မှလုပ်သင့်ပါတယ်။ကျန်းမာရေးကောင်းမွန်ရပါမယ်။တဘာဝကျတဲ့ရည်ရွယ်ချက်ရှိရပါမယ်။ကိုယ်ခန္ဓာကိုယ်နဲ့ကိုက်ညီတဲ့ရှင်သားအရွယ်စားကိုပဲရွေးချယ်သင့်တာကိုဆိုလိုပါတယ်။ဆီလီကွန်တစ်ခါထည့်ထားလိုက်ရင်ဘယ်လောက်ကြာခံလဲ10နှစ်ဝန်းကျင်လောက်အထိခံနိုင်တဲ့ဆီလီကွန်ထည့်သွင်းမှုတွေရှိပါတယ်ဒါပေမဲ့တက်တန်းကြာလာလေးထည့်ထားတဲ့ပစ္စည်းကကွဲထွက်ဖို့ရာခိုင်နှုန်းများလေးဖြစ်ပါတယ်ဒီလိုကွဲထွက်တော့မယ်ဆိုရင်ရှင်သားကတင်းလာမယ်ရှောင်လာမယ်မူးမမှန်ဖြစ်လာပါမယ်တခါတလေကျတော့လဲဘာလက္ခဏာမှကြိုမပြပဲရုတ်တရက်ဖြစ်သွားတတ်ပါသေးတယ်ဘလို့မျိုးစကတဘာဝဆန်ဆန်လှပစေလဲဆီလီကွန်ဂျယ်ပါရာရောဆလိုင်းရည်ပါရာရောနှစ်မျိုးလုံးကတော့တဘာဝကျပေမဲ့ဆီလီကွန်ဂျယ်နဲ့ကလူကြိုက်ပိုများကြပါတယ်ဆီလီကွန်ကိုရှင်သားတစ်ရှူနဲ့ရှင်ဘက်ကြွက်သားအောက်မှာထည့်ရင်ဆီလီကွန်ရဲ့အပေါ်ကကိုယ့်ရဲ့ငကိုမူလရှင်သားအစ်စ်ကိုသာခန်းစားနေမိပါလိမ့်မယ်ရှင်ဘက်ကြွက်သားနဲ့ရှင်သားတစ်ရှူရဲ့ကြားမှာဆီလီကွန်ကိုထည့်မယ်ဆိုရင်တော့ကိုကရှင်သားတစ်ရှူများပြီးသားသူဆိုရင်တဘာဝဆန်ဆန်ခန်းစားရနိုင်ပါမယ်ရှင်သားတစ်ရှူနေတဲ့သူဆိုရင်တော့ဆီလီကွန်ကိုငကိုရှင်သားကအပြည့်မဖုံးနိုင်တာကြောင့်တဘာဝဆန်တယ်လို့မခံစားရပါဘူး။နောက်ပြီးဆီလီကွန်ကိုရဲ့အထူပါနဲ့လည်းတဘာဝကြမကြလှမလှဆိုတာကသက်ဆိုင်နေပါသေးတယ်။ချုံဖွေးတဲ့ကိုရဲနဲ့ဆီလီကွန်တွေကတဘာဝပိုကျပြီးလှုပ်ရှားမှုများတဲ့အခါငကိုမူလရှင်သားတွေလိုလိုက်လောက်ခနေတတ်ပါတယ်။ကိုရဲအထူနဲ့ကြကိုင်လိုက်တဲ့အခါရေမြုပ်ရဲ့ကျန်းတဲ့ဘက်ချမ်းကိုကိုင်နေရတယ်လို့ခံစားရတတ်ပေမဲ့ဘလောက်လှုပ်လိုက်မလှုပ်ပဲမြင့်နေတတ်ပါတယ်။ဒါကြောင့်ကိုယ့်ရဲ့နေ့စဉ်လှုပ်ရှားမှုပေါ်မူတည်ပြီးလဲကိုယ့်ရဲ့အထူပါးကိုရွေးချယ်နိုင်ပါတယ်။ရှင်သားခွဲစိတ်ကုသမှုကလည်းတခြားခွဲစိတ်မှုတွေလိုပဲမခွဲခင်နဲ့ခွဲစိတ်ပြီးတဲ့အခါမှာအနားယူရတာလိုက်နာရတာတွေရှိတတ်ပါတယ်။နောက်ဆက်တွဲဆိုးကျိုးအနေနဲ့အခက်မသိရင်ရှင်သားနာကျင်တာပိုးဝင်တာနှုတ်သီးကောင်းတဲ့ရင်သားခံစားမှုပြောင်းလဲတာဆီလီကွန်နေရာလွဲတာဆီလီကွန်ကွဲထွက်တာပုံပြက်စေတဲ့အမာရွတ်တီရှူတွေထွက်လာတာစတာတွေဖြစ်နိုင်ပါတယ်။ဒီလိုကြုံရတဲ့အခါထပ်မံခွဲစိတ်ဖို့လိုအပ်တာဆီလီကွန်ထုတ်ပြရတာတွေဖြစ်လာနိုင်ပါတယ်။ရေရှည်ဆိုးကျိုးအနေနဲ့ရှင်သားခွဲစိတ်ပြုပြင်မှုကြောင့်ဖြစ်တဲ့ကင်ဆာတစ်မျိုး anaplastic large cell lymphoma ဖြစ်နိုင်ခြေရှိပါတယ်။ဒါပေမဲ့ဖြစ်တဲ့သူတော့တော်တော်လေးနည်းပါတယ်။ breast implant illness လို့ခေါ်တဲ့ပင်မနှွမ်းနေတာမှတ်ဉဏ်ဆုံးရှုံးတာရေပြားဖူးပိန်ထားတာအာယုံဆိုင်ရခက်ခဲတာအတွေးများဝေဝါးတာအစင်များရောင်ရမ်းနာကျင်တာစတာတွေကိုကာလာတိုဒါမှမဟုတ်ကာလာရှည်ခံစားရနိုင်ပါတယ်။ဆီလီကွန်ပြန်ထုတ်လိုက်မှတစ်ခါပြန်ပြီးခံစားရတာမျိုးလည်းဖြစ်တတ်ပါတယ်။ကြိုတင်စဉ်းစားသင့်တာကရှင်သားခွဲစိတ်တာဟာရှင်သားတွေကိုတင်းရင်မသွားစေပါဘူး။စနစ်တကျမထိန်သိမ်းရင်တွဲကြတာမျိုးဖြစ်တဲ့လို့ခွဲပြီးနောက်ပိုင်းမှာတေချာကရုံးဆိုင်ပေးရအောင်ပါပါ။အများဆုံး10နှစ်ဝန်းကျင်တိခံပြီးတစ်သက်လုံးခံတာမဟုတ်လို့အသက်အရွယ်ကိုလေးချိန်ရချိန်စားစဉ်းစားပါ။အချို့မျိုးသမီးတွေကရှင်သားဆီလီကွန်ထည့်ပြီးကလစ်နှုတ်တိုက်လို့ရပေမဲ့အချို့ကမရကြပါဘူး။ဆီလီကွန်ထုတ်ပြီးရင်လည်းရှင်သားပုံပြန်ကြအောင်ထပ်ပြီးခွဲစိတ်ရတာတွေရှိလာနိုင်ပါတယ်။ဆီလီကွန်ကွဲထက်တာကိုကြိုတင်ကောက်ကွယ်နိုင်ဖို့စစ်ဆေးမှုတွေမကြာခဏလုပ်ရအောင်ပါ။ရှင်သားဆီလီကွန်မထည့်ခင်မှာအကြံပြုချင်တာလေးကတော့
ကိုယ်စိတ်ဆန္ဒရှိလို့လားပတ်ဝန်းကျင်ကအထူးသဖြင့်ချစ်သူယောက်ျားကိုယ့်ရဲ့ရင်သားကိုဝေဖန်ပြောဆိုလို့မခံနိုင်ရုံတက်တက်လှုပ်ချင်နေတာလားဆိုတာကိုပါပဲကိုယ်တိုင်စိတ်ဆန္ဒအပြည့်ရှိပြီးနောက်ဆက်တွဲတွေကိုရင်ဆိုင်နိုင်မှသာပြုလုပ်သင့်ပါတယ်ကိုယ့်ရဲ့အရက်၄ချိန်အယိုးစိတ်ပုံစံနဲ့ကိုက်ညီပြီးအဝင်ခွင်ကြဖြစ်မဲ့ရှင်သားရွယ်စားကိုသာရွေးချယ်ကြဖို့ပြုပြင်ကြဖို့လည်းတိုက်တွန်းလိုက်ရပါတယ်နော်တယ်လီကျမ်းမှာလည်းဆရာဝန်များနဲ့အွန်လိုင်းမှာပိတ်ရက်မရှိအခမဲ့တိုင်ပင်ဆွေးနွေးနိုင်ပါတယ်။ကျွန်မကတော့ဒေါက်တာစနကူပါ။မြန်မာပြည်သူပြည်သားများအားလုံးဆီယနာရှင်စနစ်ဆိုးအောက်မှအမြန်ဆုံးလွတ်မြောက်ပြီးစိတ်ရောကိုယ်ပါကျန်းမာကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။ရေတော့ပုံအောင်ရမည်။ဝင်ရောက်ကြည့်ရှုပေးသူတဦးတယောက်ချင်းစီတိုင်းကိုကျေးဇူးထူးပဲတင်ရှိပါတယ်။ကျွန်တော်တို့ရဲ့ channel မှာကျန်းမာရေးအသိပညာနဲ့ပတ်သက်တဲ့ဗီဒီယိုတွေကိုစင်ဆက်မပြတ်တင်ဆက်သွားမှာဖြစ်တဲ့အတွက်ကြောင့် subscribe လုပ်ထားကြပါအောင်လို့တိုက်တွန်းချင်ပါတယ်ခင်ဗျာ။